အားလုံးပဲမင်္ဂလာပါ collectors ပေါင်းမှာကြိုဆိုပါရစေကျွန်တော်ဒီနေ့ပြပေးမှာကတော့ Gundam နေတဲ့ကဘာတွေရောက်ထားလဲဆိုတော့ Hyper Mood ဖြစ်နေတဲ့ Burning Gundam ဖြစ်ပါတယ် Burning Gundam ကိုမှ RG version နဲ့လာတာပါ Gundam Base Limited 2025 March လမှာသူတို့ exclusive အနေနဲ့ဒါ Gundam Base တွေမှာစတင်ပြီးတော့ဒါမိတ်ဆက်ထားတာလေးဖြစ်ပါတယ်ပေါ့နော်ဒါလေးကိုကျွန်တော်တို့ဒါရရှိအောင်လို့ဒါကျွန်တော်စူးစမ်းထားပါတယ်ကျွန်တော်တို့စီမှာလည်း exclusive ဆိုတဲ့အတိုင်းကျွန်တော်တို့မှာနှစ်ဘူးပဲဒါရှိတာပေါ့နော်ကျွန်တော်တို့စီမှာနှစ်ဘူးပဲရှိတဲ့ items လေးပါသူကတော့ဒီ God Gundam ကဒီ hyper ဖြစ်နေတဲ့ version လေးကိုဒါ design လုပ်ထားတာဆိုတော့ဗျာအောက်မှာလဲ base plate လေးတွေပါမယ်နောက်ခံ design decoration လေးတွေနဲ့ဒါလုံးဝကို gold plate တွေနေနဲ့ဒါ design ဆွဲပြီးတော့လုပ်ထားတော့တော်တော်လေးမိုက်တယ်ခင်ဗျာပြီးရင်ဒါသူ့ရဲ့ဒီ articulation ပေါ့နော်ဒါ RG ဆိုတဲ့အတိုင်းပဲ articulation ကလည်းလုံးဝ detail လုံးဝ share ပေါ့နော်ဒါမျိုးလုပ်ထားတာ exclusive item ပါเนาะဒါ exclusive ဆိုတဲ့အတိုင်းပဲအကယ်၍ customer တွေနဲ့ဒါလေးကိုလိုချင်တယ်မှားချင်တယ်ဆိုရင်တော့ collectors box ကဒါ Janjin City မှာ Janjin Square မှာလာရောက်ဝယ်ယူလို့ရပါတယ် Facebook page Messenger Viber နဲ့လည်းမှာယူလို့ရပါတယ်ခင်ဗျာ